ရွာလူတွေကတော့အဖိုးကြီးရဲ့အဖြစ်ကိုဝိုင်းပြီးတနာကြပြန်နေတဲ့ဒီတစ်ခါလဲအဖိုးကြီးကတော့ကန်ဆိုးတာပဲဖြစ်ဖြစ်ကန်ကောင်းတာပဲဖြစ်သမျှအကြောင်းကောင်းကြည့်ပါပဲဆိုတဲ့စကားလေးကိုပဲပြန်ပြောပါတယ်တဲ့ရန်နေငယ်လေးကြားရောအဖိုးကြီးတို့ရွာဘင်းရင်အမေရစစ်တိုက်ဖို့အတွက်စစ်သားစုဆောင်ပို့လာကြတယ်တဲ့ဒါပေမဲ့အဖိုးကြီးရဲ့သားကတော့6လောက်ကျိုးနေရဖြစ်တဲ့အတွက်စစ်တိုက်ဖို့အတွက်ခေါ်မသွားပါဘူးတဲ့အဲဒီမှာရွာသားတွေကအဖိုးကြီးကိုကန်ကောင်းနေဆိုပြီးပြောကြပြန်ရောအဖိုးကလည်းကန်ကောင်းတာပဲဖြစ်ကန်ဆိုးတာပဲဖြစ်သမျှအကြောင်းအကောင်းကြီးပါပဲဆိုပြီးပြန်ပြောတယ်တဲ့ဒီပုံမြင်လေးရဲ့အဓိကရည်ရွယ်ချက်ကတော့တခုလေးပဲပေါ့နော်ကျွန်တော်တို့ကဘဝမှာအဆင်မပြေတဲ့ကိစ္စတွေကန်ဆိုးမှုတွေပြဿနာတွေကြုံလာတဲ့အခါတိုင်းဒါတွေကယာယီအဆင်မပြေမှုတွေဖြစ်တယ်ဆိုတာကိုသိစေချင်တာပါလူတယောက်မှာအမြဲတမ်းအဆင်မပြေတာတွေပဲရှိနေမှာမဟုတ်တလို့အမြဲတမ်းကြီးအဆင်ပြေကန်ကောင်းနေရမျိုးလည်းမရှိနိုင်ပါဘူးအဆိုးတွေပြီးရင်ကောင်းနေလာမယ်အကောင်းတွေပြီးရင်အဆိုးတွေလာမယ်ဒါတွေကလောကရန်တရားတွေပါပဲအဲ့ဒါကြောင့်ဘာလို့ငါးချမှဖြစ်ရတာလဲဘာလို့ဒီချိန်ချမှဖြစ်နေရတာလဲငါဘာလို့ကံမကောင်းရတာလဲဆိုပြီးတွေးနေမယ့်အစားဒီအစင်မပြေမှုတွေကနေငါဘာသင်ခန်းစာရလိုက်လဲငါဘယ်လိုဖြေရှင်းရမလဲဆိုတာကိုပဲတွေးကြည့်နေတယ်ပါတယ်